ဂျိုလာဂျိုလာမပြောရင်မဖြစ်တော့တဲ့မြန်မာစာလုံးပေါင်းတပ်ပုံအမားတစ်ခုကိုပြပြချင်လို့ပါအဲ့စာလုံးပေါင်းတပ်ပုံအမားကြီးကိုမြန်မာနိုင်ငံမှာနာမည်ကြီးရဲ့လူတွေအရေးသားတွေမှလည်းသုံးနေချတယ်ပေါ့နော် YouTuber နာမည်ကြီး YouTuber လို့ပုံကိုယ်တွေရဲ့ caption တွေမှာရောတာမန်လူတွေရေးတဲ့ဒီလိုစာတွေမှာရောမှားပြီးတော့သုံးနေကြတဲ့စာလုံးပေါင်းကတော်တော်များများသုံးလာတော့ကြာရင်အမှန်လို့ဖြစ်တော့မှာပေါ့ဘာလို့မှားကြလဲဆိုတော့သူကပါဠိစာလုံးကလာတဲ့မြန်မာစာလုံးပေါင်းဖြစ်လို့သူ့ရဲ့စာလုံးကဂျူဆိုတဲ့စကားလုံးပေါ့ဂျူဇိုးတို့ဂျူမွေရာတို့စနေဂျူတို့ဂျူကောင်တို့စသည်ဖြင့်အဲ့လိုသုံးတဲ့နေရာဂျူပေါ့အဲ့ဒီခါမှာလူတွေကလောလောဆယ်အခုဘယ်လိုရေးနေလဲဆိုတော့ဂန်းငယ်ရာရဲလုံကြီးတင်တစ်ချောင်းငယ်လာသက်ဂျူလာကိုအသက်အနေရာမှာထားပြီးတော့ဂျူဆိုပြီးသုံးတယ်ပေါ့နော်အဲ့ဒါကြီးကမှားနေတာပေါ့မှားနေဆိုတာကအတန်တော့တူတယ်အမှန်ဖြစ်ရမှာကလာနေရာမှာဟာတက်နဲ့ဂန်းငယ်ရရဲ့လုံးကြီးတင်တစ်ချောင်းငယ်ဟာတက်ဂျူဆိုပြီးတော့အဲ့လိုဖြစ်ရမှာပေါ့ဒီစလုံးပေါင်းအမှန်ကအဲ့ဒါကိုတော်တော်များများကမှားပြီးတော့သုံးနေကြတာပေါ့လေအဲ့ဒါကိုတချို့ကပြန်ညင်းတာလည်းရှိတယ်ငါတို့ငယ်ငယ်လေးတော့လာတက်နဲ့ပဲတင်ခဲ့ရတာမဟုတ်လားဘာလို့အခုမှဟာတက်တော့ဒါကြီးကဟာကိုပဲအမားတော်မှဖြစ်နေတဲ့သဘောရှိရအဲ့ဘလို့သဘောမျိုးလဲဆိုတော့ဘာလို့ဟာတက်နဲ့သုံးရလဲဆိုတော့ဒီစကားလုံးဒီပါဠိကလာတဲ့စကားလုံးဒါပေမဲ့ပါဠိစလုံးအစစ်တောင်မဟုတ်ဘဲနဲ့ဒီစာလုံးကဒီတက္ကတစာလုံးပေါ့နော်ဒီပါဠိထက်ရှိကြတဲ့ဒီအိန္ဒိယလာတဲ့ဒီတက္ကတမှာကြတော့ဒီဂရဟဆိုပြီးသုံးတယ်ပေါ့လေတက္ကတမှာကသူဂန်းငယ်ရရဲ့ပြင်ဟဂရဟဆိုပြီးသုံးတယ်ပေါ့နော်ပါဠိမှာကြတော့ရရင်မပါပဲနဲ့ဂဟဆိုပြီးသုံးတယ်မြန်မာတွေကအဲ့ဒါကိုဂရလို့အတန်မထွက်ဘဲနဲ့ခါငယ်ရရဲ့ကိုဂျာဆိုပြီးအတန်နဲ့ယူပြီးတော့ဂျူဆိုပြီးတော့သုံးတာပေါ့လေဒီအဲ့တော့ဂရဟလို့ရှိရဲ့အတွက်စလုံးမအမှားတိုင်းဆိုရင်ဟာတက်နေပဲဂျူဆိုပြီးတော့ရေးရမယ်ပေါ့ဒီမြန်မာစာလုံးတွေကဒီပါဠိတက်လို့ခေါ်တာပေါ့ပါဠိကနေမြန်မာမှုပြုပြီးဆိုရင်သူ့ရဲ့ဒီလုံးကြီးတင်တစ်ချောင်းငင်ပြီးရင်နောက်ကစာလုံးအသက်တက်ပြီးတော့လောရတဲ့စာလုံးတွေရှိတယ်အထူးသဖြင့်လာနဲ့ဆုံးတဲ့စာလုံးတွေပေါ့နော်လာနဲ့ဆုံးတဲ့စာလုံးရဲ့ပြီးရင်ဟနဲ့ဆုံးတဲ့စာလုံးတွေပေါ့ဘယ်လိုဟာလဲဆိုရင်ပုဂ္ဂလဆိုတာပေါ့လူတွေမြန်မာတွေသုံးနေတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဆိုတာကပါဠိမှာပုဂ္ဂလအဲ့ပုဂ္ဂလကိုမြန်မာမှုပြုတယ်မြန်မာအသက်နဲ့တင်နေဆိုရင်ပုဂ္ဂိုလ်ဆိုပြီးတော့လုံးကြီးတဲ့ချောင်းငင်လာတက်နေဖြစ်တယ်ပေါ့အဲ့တော့အခုဂရဟဆိုတဲ့တက္ကတာစာလုံးတုံမပါဠိရလာတဲ့စာလုံးကလည်းမြန်မာမှုလိုက်တဲ့အခါမှာဂျူလို့ဖြစ်တယ်ဒါပေမဲ့အဲ့အသက်နေရာမှာဒီဟတက်နဲ့ဖြစ်ရမယ်ဂရဟဆိုပြီးတော့ပုဂ္ဂလလို့လာနဲ့ဆုံးတာမဟုတ်တဲ့အတွက်အဲ့လိုပေါ့နော်ဂျူဆိုပြီးတော့ဖြစ်နေရမယ်ပေါ့ဂျိုဆိုပြီးဖြစ်ရမယ်လာတက်နဲ့ဂျိုဆိုပြီးတော့မဖြစ်ရအောင်အတန်တော့ကတော့တိတ်မကွာဘူးပေါ့အဓိကတော့အဲ့အသက်ကိုဂယူးဆိုင်တဲ့နေဘာဖြစ်လို့ဆိုရင်နောက်ပိုင်းဆိုတနိုင်ငံလုံးမှားလာနိုင်တယ်ပေါ့ထောက်ပြတဲ့လူလည်းတိတ်မတွေ့ရဘူးပေါ့နော်အဲ့ဒါကြောင့်ဒီစာလုံးပေါင်းတွေကဟိုကြာရင်ဟိုအင်္ဂလိပ်စာလုံးတွေကြတော့Aလေးတစ်လုံးပြုတ်ရင်Bလေးတစ်လုံးပြုတ်ရင်Aနဲ့Iနဲ့မိုင်းရင်ဘယ်သူမှခွင့်မလို့ကြောက်လေနော်ဒီကိုမြန်မာစာလုံးမှားနေကြတော့ဘယ်သူမှမပြောဘူးဖြစ်နေတယ်အဲ့တော့လာတက်နဲ့ဟာတက်မှာဟာတက်နဲ့ဂျူအောင်မှာဖြစ်ပါတယ်ပြီးတော့ဒီလူသေးရဲ့နေရာမှာသုံးတဲ့တင်းဂျူတယ်ဆိုတော့မီးတင်းဂျူတယ်ဆိုတဲ့နေရာမှာလဲသူကဟာတက်နဲ့ပဲသုံးမှာဖြစ်တယ်ပေါ့ဘာလို့လဲဆိုရင်သူကကြတင်ကဟဆိုတဲ့ပါဠိရလာတာပေါ့တက္ကတာမှာဆိုတော့အဲ့ဒီခါမှာဆိုရင်ရှားရပါမယ်ပေါ့အဲ့တော့သင်္ကဟကိုဇင်းတို့ဒီဂရဟပေါ့သူလဲအဲ့ဒီခါမှာပါဠိရသင်္ကဟဒီမြန်မာလိုဆိုရင်တော့သင်ဂျူဆိုပြီးတော့သင်ဂျူပေါ့နော်မြန်မာတွေကဝတ်စားပေါင်းအတန်ထည့်ပါတယ်သင်ဂျူဆိုသင်ဂျူဆိုတဲ့အခါမှာအဲ့ဂျူကလည်းဘယ်တော့မှလုံးဝလာတက်နဲ့မဂျူရအောင်ဟာတက်နဲ့ပဲဂျူအောင်မှာဖြစ်ပါတယ်အဲ့တော့ဂျူသားတို့ဂျူကောင်တို့စနေဂျူအင်္ဂါဂျူစသည်ဖြင့်သုံးရင်အဲ့ဒီဟာကိုဇင်းတို့ဟာတက်နဲ့ဂျူအောင်မှာဖြစ်ပါတယ်လာတက်နဲ့လုံးဝမသုံးပါနဲ့အမားကြီးပါဒီမြန်မာပါဠိတဝါရဖိတန်ဆိုတာရှိတယ်ပေါ့
ဒီပါဠိတွေကနေမြန်မာလိုရှိနေတဲ့ပတ်တွေကိုပေါ့နော်ပတ်ဆိုပါထောက်ပြောတာအဲ့ဒီစကားလုံးတွေကိုအဘိဓမ္မာဖွင့်ထားတဲ့စာအုပ်မှာလေကရဟဂျူဆိုပြီးတော့ဟာတက်နေပဲပေါင်းတာတွေ့ရတယ်ပြီးရင်မြန်မာစလုံးပေါင်းတပ်ပုံကျမ်းမှာလည်းဂျူဟာတက်နေပဲပြထားပါတယ်ဂျူကိုလာတက်နေမရှိပါဘူးအဲ့တော့ဂျူဒီဟာတက်နေပဲသုံးရမှာဖြစ်ပါတယ်ဒီစလုံးပေါင်းတပ်ပုံကိုကိုမှတန်ဖိုးမထားခြင်းနဲ့စိတ်ပေါ်တယ်ဆိုရင်အင်္ဂလိပ်စာလုံးတွေကိုကြတော့ဘာလို့မှားမှားကြောက်နေလဲဘာလို့တန်ဖိုးထားပြီးရေးနေလဲဆိုတာပြန်စဉ်းစားတင်နေပေါ့နော်ပြန်စဉ်းစားပြီးတော့အင်္ဂလိပ်အင်္ဂလိပ်စလုံးပေါင်းတပ်ပုံတွေမှာဆိုးသလိုမျိုးပဲကိုယ့်ရဲ့မြန်မာစလုံးပေါင်းတပ်ပုံတန်ညွန်းတွေကိုလည်းဂရုစိုက်ထိမ့်သိမ်းဖို့မေတ္တာရက်ခံနေပေါ့နော်ပြည်မြန်မာတွေအထူးသဖြင့်မှာတဲ့ပညာကိုတက်မြောက်တာနဲ့တောင်ပေါ်ကိုတက်သွားတာအဲ့လိုမှတာဝန်ပူတက်နဲ့ကတက်ကိုမကွဲတဲ့လူတွေအများကြီးပဲပေါ့နော်ဘာအရေးပါလဲလို့စလုံးပေါင်းတပ်ပုံတွေကယူဆိုင်တော့ဘာအရေးပါလဲဆိုတော့အရေးပါနေရတော့မဟုတ်ပါနော်ဒါပေမဲ့လည်းကိုလူမျိုးကိုရဲ့အစာစကားကိုရှိလူကြီးတွေကအစင်ဆက်တီထွန်းထိမ့်သိမ်းခဲ့ကြတာကိုခုလဲလီစားစားနဲ့အင်္ဂလိပ်စာတွေမှာကြောက်တယ်လို့ပဲဒါကိုလည်းဂရုလေးစိုက်ပြီးတော့နည်းနည်းပါးပါထိမ့်သိမ်းပြုပြင်စေချင်တာပေါ့နော်